တယောက်တည်းအိတ်နေတဲ့ညာတန်းကောင်ရံမှာတင့်ရဲ့အိတ်ရာဘေးကနေရေစက်တီတာနဲ့ကြနေတဲ့အတန်ကိုကြားရင်လုံးဝမျက်လုံးမဖွင့်ပါနဲ့အဲ့ဒါခေါမိုးကရိုးကျနေတာမဟုတ်ပါဘူးတင့်ကရင်ပေါ်မှာမတ်တက်ရပ်ပြီးတင့်ကိုငုံကြည့်နေတဲ့အရာတစ်ခုရဲ့ခန္ဓာကိုယ်ကနေစီးကြနေတဲ့ရေစက်တီဖြစ်နေတယ်လို့ပါပဲဒီဖြစ်ကွက်ကဘကူးမြို့အစုံကချမ်းကျဲကြီးတစ်ခုနဲ့တစ်သားအိမ်အိုကြီးကိုဇီးပေါ့နဲ့ငှားရမ်းနေထိုင်ခဲ့တဲ့ကိုနောင်ရေးဆိုတဲ့လူငယ်တယောက်ရဲ့အသေးထိပ်ဖွဲကိုရိဖြစ်ရပါအိမ်ကနှစ်ထပ်တစ်သားအိမ်ကြီးဖြစ်ပြီးအိမ်နောက်ဖဲခြံဝင်းထဲမှာတော့ဖြင်ချက်တွေတန်ကြိုးတွေနဲ့အထက်ပိတ်နှောင်ထားတဲ့ရေရင်းဟောင်းကြီးတွင်ရှိပါတယ်အိမ်ရှင်ကအိမ်ကိုအတုံးကဒီရေရင်းကိုဘယ်တော့မှမဖွင့်ဖို့တင်းကြပ်မာသွားခဲ့ပါတယ်ဒါပေမဲ့ပြောင်းလာပြီး3ရက်မြောက်နေ့ည8နာရီလောက်မှာမော်တာပြတ်သွားပြီးအိမ်နာရောရေချိုးခန့်မှာပါရေတစက်မှမရှိတော့ပါဘူးကိုနောင်ရဲဟာအလုတ်ကပြန်လာပြီးချွေးရွှဲနဲ့ပင်မနေတာမို့အိမ်ရှင်းရဲ့စကားကိုလစ်လူရှုပြီးရေတွင်းဟောင်းကြီးပေါ်ကတန်ကြိုးတွေကိုဖြုတ်ပြင်ချက်တွေကိုဖယ်ရှားလိုက်ပါတော့တယ်ရေတွင်းကပွင့်သွားတာနဲ့တပြိုင်နက်အောက်ခြေကနေလှိုင်ထွက်လာတဲ့အနံ့ကြီးကြောင့်သူအော့အိုင်မတက်ဖြစ်သွားပါတယ်အဲ့ဒီအနံ့ကရေဒီနံ့ရွှဲနှက်နေအပြင်ရက်ပေါင်းများစွာပုတ်ပွားနေတဲ့တရဝါတကောင်ကြီးအနံ့စိုးကြီးနဲ့ရောပြဲနေတာပါဓာမီနာထိုးကြည့်လိုက်တော့ရေကမြင်းမောင်နေတယ်သူရေတပုံးကိုခက်မြန်ဆွဲတင်လိုက်ပါတယ်ရေကကြည်လင်မနေပဲခက်ပြစ်နဲ့ဆေးကပ်နေပါတယ်ဒါပေမဲ့ရေချိုးခြင်းစောနဲ့အဲ့ဒီရေကိုပဲတုံးပြီးရေချိုးလိုက်ပါတယ်ဒါဟာသူလုတ်ခစ်မိတဲ့အစိုးရဆောင်အမဆိုတာအဲ့ဒီညမှာပဲသူသိလိုက်ရပါတော့တယ်ညတနာရီခွဲအချိန်အပေါ်တက်အိတ်ခမ်းထဲမှာအိမ်နေတဲ့ကိုနောင်ရဲဟာအောက်ထက်ကထွက်လာတဲ့ထူးဆန်းတဲ့အတန်တစ်ခုကြောင့်လန့်နိုးသွားပါတယ်အိမ်အောက်ထက်တစ်သားချမ်းကင်ပေါ်မှာရေရီရွှဲနေတဲ့ခြေပေါင်းစုံနဲ့လောက်လန်းနေတဲ့အတန်ပါအတန်ကဧကန်ကနေလေကားရင်းစီကိုဥတီလာတယ်သူကရင်ဘော်ကနေထထိုင်လိုက်ပြီးအသက်ရှူအောင်ထားလိုက်တယ်ခြေတံတွေကတစ်သားလေကားကိုတထစ်ချင်းတက်လာပါတယ်ကျွင်းဖတ်ခြေလန်းတိုင်းမှာရေတွေညစ်ထွက်သွားတဲ့အတန်ရွှွန်တွေကျမ်းပြင်းနဲ့ပုတ်တိုက်သွားတဲ့အတန်တွေကိုအထင်းသားကြားနေရပါတယ်ကိုနောင်ရဲဟာအမြန်ထပြီးအခန်းတကားကိုအတွင်းကနေကြက်ထိုးချလိုက်ပါတော့တယ်ခြေတံတွေကသူ့အခန်းတကားရှိမှရက်တန့်သွားပါတယ်ပတ်ဝင်းကျင်တစ်ခုလုံးအကြတန်အောင်လို့တိတ်ဆိတ်သွားပါတယ်အခန်းတကားအောက်ကဟာနေရဲ့လေးဝင်ပေါက်လေးကနေပုတ်ဟောင်နေတဲ့ရေညစ်နှံ့နဲ့အပုတ်နှံ့ကြီးကအခန်းထဲကိုစိတ်ဝင်လာပါတယ်ကိုနောင်ရဲဟာဗာများလဲဆိုတဲ့စူးစမ်းစိတ်နဲ့တကားဝကိုဖြည်းဖြည်းချင်းတိုးသွားပြီးကျမ်းပင်မှာဝတ်ပြီးတကားအောက်ကအဟာလေးကနေအပြင်ဘက်ကိုချောင်းကြည့်လိုက်ပါတယ်တကားအောက်ကနေသူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့နှလုံးသားတစ်ချက်ရက်တန့်သွားပါတယ်တကားအပြင်ဘက်မှာရပ်နေလာကလူခြေတော်တွေမဟုတ်ပါဘူးရေတွေဖောင်းပွားပြီးအရေပြားတွေကွာကျနေတဲ့ပြာနန်းခြေတော်အစုံမှာအဆိုးဆုံးကအဲ့ဒီခြေတော်တွေဟာကျမ်းပြင်မှာရက်နေတာမဟုတ်ဘဲကျမ်းပြင်ကနေ2 ပေလောက်အကွာလေထဲမှာတွဲလောင်းကြီးမျောနေတာဖြစ်ပါတယ်ခြေဖြားတွေစီကနေရွှွန့်ရည်တွေကကျမ်းပြင်ပေါ်ကိုတောက်နဲ့ကျနေလေရုတ်တရက်အဲ့ဒီတွဲလောင်းကျနေတဲ့ခြေထောက်ကြီးဟာကျမ်းပြင်ပေါ်ကိုဒုံကနေပြူကျလာပါတယ်အိမ်တစ်ခုလုံးတုန်ခါသွားပါတယ်ပြီးတာနဲ့အခန်းတကားနဲ့ကင်ဖူးကြီးဟာအပြင်ဘက်ကနေအကျန်းပတန့်ရမ်းခါပါတော့တယ်တကားပတာတွေပြုတ်ထွက်မတက်စောင့်ဖွင့်နေတာပါကိုနောင်ရဲဟာကြောက်လန့်တကြားနဲ့နောက်ကိုစုပ်ပြေးပြီးကုတင်ထောင်းမှာတွားကတ်နေလိုက်ပါတယ်10 စက္ကန့်လောက်အဆက်မပြတ်စောင့်ဖွင့်နေပြီးနောက်ယူတရက်အကုန်လုံးပြက်ငိမ်သက်သွားပါတယ်ကိုနောင်ရဲအသက်ရှူဖို့တောင်မေ့နေတော့ပါပဲအပြင်ဘက်ကနေသူ့အမေရဲ့အတန်နဲ့တူတယ်အတန်တန်ထွက်ပေါ်လာပါတယ်ဒါတကားဖွင့်မအောင်အမိအပြင်မှာအရန်အေးနေလို့ပါသားရဲ့အတန်ကအမိအတန်နဲ့တူပေမဲ့လေပင်ထဲမှာရေတွေသွေးတွေပြည့်နေတဲ့လူတစ်ယောက်ကရေနစ်နေရင်အတင်းအော်ပြိုးနေတဲ့အတန်မျိုးပါဂလွတ်တာတကားဖွင့်ကိုနောင်ရဲဟာနားနှစ်ဖက်ကိုအတင်းပိတ်ပြီးမျက်စိစုံမိထားလိုက်ပါတယ်သူလုံးဝတကားမဖွင့်ပေးပါဘူးအကျင်ကအတန်တွေတိတ်သွားလို့သူမျက်လုံးကိုဖြည်းဖြည်းချင်းပြန်ဖွင့်ကြည့်လိုက်တယ်အခန်းထဲမှာဖျောင်းတိုင်ပြီးမိတ်လေးပဲရှိတယ်တကားကပိတ်လျက်သားပါပဲသူတက်ပြင်းတစ်ချက်ချလိုက်ပါတယ်ဒါပေမဲ့တခုခုမှားနေတယ်
အခန်းထဲကလေတူးကရေခဲတိုက်တစ်ခုလိုအေးဆက်နေပြီးခေါင်မိုးပေါ်ကနေရေဆက်ကြတဲ့တောက်ဆိုတော့ကိုသူကုတင်ဘေးနာကနေကြောက်လိုက်ရလေသူဖြည်းဖြည်းချင်းခေါင်းမောက်ပြီးအပေါ်ကိုကြည့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့မျက်နှာနဲ့3ပေလောက်အကွာမျက်ချက်ပေါ်မှာလူတစ်ယောက်ကပင့်ကူတကောင်လိုလေးဘက်ထောက်ပြီးတွယ်ကပ်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအရာကြီးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကရွှတ်မြဲတွေတုတ်လိမ့်ထားသလိုမြဲညစ်နေပြီးရေတွေစိုရွှဲနေပါတယ်အဆိုးဆုံးကသူ့ရဲ့ခေါင်းပိုင်းမှာပဲလေဘင်းရိုးကစစ်ကြိုးနေသလိုနောက်ကျောဘက်ကို60ဒီဂရီလောက်လန်ကျနေပြီးမျက်နှာတစ်ခုလုံးကိုရေတွေသွေးတွေပေကျန်နေလေအဖြူအောင်ပန်တကူပဝါကြီးနဲ့ရစ်ပတ်ထားပါတယ်မျက်နှာကိုမမြင်ရပေမယ့်အဲ့ဒီပဝါအောက်ကနေတွားတွေကြိတ်ကြိတ်ကြည့်နေတဲ့အတန်ကိုသူရှင်းလင်းကြားနေရတယ်ရေစက်တွေကအဲ့ဒီအရာကြီးရဲ့ခန္ဓာကိုယ်ကနေကိုနောင်ရဲရဲ့မျက်နှာပေါ်ကိုတောက်ခနဲ့ကျလာပါတယ်ပြီးတာနဲ့အဲ့ဒီဇက်ကြိုးနေတဲ့အရာကြီးဟာမျက်ချက်ပေါ်ကနေကိုနောင်ရဲရဲ့ကုတင်ပေါ်ကိုဖုံးကနေအပေါ်စီးကနေခုန်ချလိုက်ပါတော့တယ်ကိုနောင်ရဲဟာတေမတက်အော်ဟစ်လိုက်ပြီးအခန်းတကားကိုပြေးဖွင့်ကာအိမ်အောက်ထက်ကိုလှိမ့်စိမ့်ပြေးပါတော့လေနောက်ကနေလီးဘက်ထောက်ပြီးလိုက်လာတဲ့အဲ့ဒီအရာကြီးရဲ့ဖတ်ဆိုတဲ့ရွှွန့်ရည်တွေနဲ့ခြေတံကြီးကသူ့နောက်ကျော်နဲ့လက်တကန်းအကွာမှာထက်ချက်ကမှလိုက်ပါလာပါတယ်ကိုနောင်ရဲဟာအိမ်ရှိတကားမိကြီးကိုဖွင့်ကာချန်ပီယံကိုဖက်နှက်မပါပဲတေမတက်ပြီးခဲ့ပါတယ်ရွာလမ်းပေါ်ရောက်တဲ့အထိနောက်လှည့်မကြည့်ရဲခဲ့ပါဘူးနောက်နေ့မနေ့အလင်းရောင်ရမှာရွာလူကြီးတွေနဲ့အတူအိမ်ကိုပြန်သွားတဲ့အခါသူ့အခန်းညက်ချက်ပေါ်ရောကျမ်းပြင်ပါရွှတ်မြဲတွေနဲ့ခြေရလက်ရတွေအများကြီးအထင်းသားကြံခဲ့ပါလေရွာလူကြီးတွေပြောပြချက်အရာလွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကအဲ့ဒီအိမ်မှာနေခဲ့တဲ့အမျိုးသမီးတစ်ယောက်ကကိုဝင်ကြီးနဲ့အသက်ခံပြီးအဲ့ဒီရေတွင်းထဲကိုပြစ်ချခံရတာဖြစ်တယ်ရေတွင်းကိုပိတ်ထားရင်ညင်နေပေမဲ့ရေတွင်းဝကိုဖွင့်လိုက်တဲ့သူအဲ့ဒီရေကိုသုံးမိသူတိုင်းကိုအဲ့ဒီရေနစ်နေတဲ့ဝိညာဉ်ကအိမ်ထဲထိလိုက်လံခြောက်လန့်တတ်တယ်ဆိုတာသိရပါတယ်ဒီဇလန်းလေးကနေပေးချင်တဲ့သင်ခန်းစာကတော့တချို့သောတားမြစ်ချက်တွေပိတ်ပင်ထားတဲ့နေရာတွေဆိုတာအကြောင်းမဲ့မလုပ်ထားတာပါဘူးအဲ့ဒီတော့ခက်လောက်တန်ကျွင်းနေရဲ့နောက်ွယ်မှာအလင်းရောင်ကိုမြင်ချင်နေတဲ့သွေးစာနေတဲ့အမှောင်တူးကြီးကအမြဲတမ်းစောင့်ကြိုနေတတ်တယ်ဆိုတာပါပဲ